ပြီးခရီးဆက်လာပြန်ပါတယ်ဘိုက်ကတော်တော်လေးစာနေတာကြောင့်ထုတ်ကြည့်လိုက်တော့ပေးစင်လေးတစ်စိစာကြံပါတော့တယ်အဲ့ချိန်အဝေးကဟီနာရဲ့အတန်ကိုကြားလိုက်ရပြီးဟီနာသူ့စီအပြေးလေးရောက်လာပါတော့တယ်အစားကတော့လေးထွက်ပြေးဖို့ကြံလိုက်ပေမဲ့ဟီနာလမ်းဆွဲလာတာကြောင့်ပြေးမလို့တော့ပါဘူးအဲ့ချိန်ဟီနာကလည်းမျက်နှာဖုံးကိုဆွဲချွတ်လာတာကြောင့်သူ့မျက်နှာအစ်စ်ပေါ်သွားပြီးထိုက်လိမ်လို့မရတော့မှသိလိုက်ပါတယ်အဲ့ချိန်တစ်ဖက်ကနာနာလည်းရောက်လာပါပြီအခုဆိုရင်တခြားမြို့မှာပြဿနာသွားချခဲ့တဲ့ကြောင့်ဂျေကမြို့ရဲ့အဓိကလမ်းမကြီးတွေကိုစစ်ဆေးနေတယ်လို့သတင်းတွေရထားပါတယ်ဒါပေမဲ့ဂျင်းနဲ့လေးတို့ကမိန်းကလေးတယောက်ကြောင့်ပြဿနာတွေဖြစ်ခဲ့ကြတယ်ဆိုပြီးတော့လည်းကောလာဟာလာတွေပြတ်နေပြီးဒါကိုကြားလိုက်ရတဲ့ဟီနာကလည်းစုပုတ်သွားပါတယ်အဓိကလမ်းမကြီးတွေကိုပိတ်ထားတာကြောင့်လက်ကအဲ့ဘက်ကိုမသွားဘူးဆိုတာနာနာသိနေပြီးအခုလိုတောထဲကဖြတ်လာကြရင်တွေးကြတာပါလက်ကတော့ဒီအကြောင်းတွေကိုအသာခောက်ပြီးတခုခုစားကြဖို့ကြံလိုက်ပေမဲ့နာနာရဲ့ထိုးချက်တွေမှာကျုံးပြန်သွားပါတယ်ဒါပေမဲ့ဟီနာနဲ့လေးတို့ကိုအချိန်တချို့ပေးနေတာကြောင့်နာနာကထင်းသွားကောက်ကြဆိုပြီးခိုင်းလာပါတယ်ထင်းသွားကောက်ကြတဲ့နှစ်ယောက်ကလည်းထင်းမကောက်ပဲထမင်းတူတူစားနေကြပါတယ်လက်တို့ဆောင်ရှုပ်ပုံကိုဟီနာကြားပေမဲ့အခုလက်ကသူမနဲ့တူတူရှိနေပြီမလို့ဘာမှမတွေးချင်တော့ဘူးလို့ပြောလာခဲ့ပါတယ်သူတို့နှစ်ယောက်ပေါင်မုံစားနေကြရင်ရုတ်တရက်ဆိုသူတို့လေးမြန်တစ်ခုပြန်သွားတော့ကိုတွေးလိုက်ကြပါတယ်ဒီလေလေးသာဆက်သွားနေမယ်ဆိုရင်ကြောက်လဲပြုတ်ကျသွားပါလိမ့်မယ်ဒါပေမဲ့လေမောကကောင်မလေးကတော့ကမ်းမမြင်လမ်းမြင်နိုင်တော့အောင်ကိုဖြစ်နေပြီးကြောက်လဲပြုတ်ကျသွားတာတော့ပြုတ်ကျလို့ပြုတ်ကျမယ်မသိပါဘူးဒါပေမဲ့နောက်တစ်ခါမှပဲသူမမာလကီရောက်သွားပြီဆိုတော့ကိုသိလိုက်ပါတော့တယ်အောက်ကိုပြုတ်ကျရင်မှရုတ်တရက်ဆိုသူတို့ပဲလက်ကလာခဲ့သွားပါတယ်မိန်းကလေးဆိုတာဒီလိုပါပဲအရက်တွေမှာခင်းတတ်ကြတာကြောင့်အခုလိုအသက်ဘေးကနေလာခဲ့တဲ့သူဆိုဘာကြီးပဲဖြစ်နေကျွေးသွားတယ်ပါတယ်စိုင်မာမူးပြေးဆောင်နေတဲ့နာနာကတော့အခုချိန်ဟီနာနဲ့လက်တို့ဇလန်းစားနေတော့ပြီးတော့တွေးထင်နေခဲ့ပါတယ်အမှန်ကတော့လက်ကတခြားစော်လေးနဲ့ရှိနေခဲ့တာဖြစ်ပြီးဟီနာကတော့အဝေးကနေအပြေးလေးလာနေရပါတယ်လက်ရှိနေတဲ့စော်လေးကတော့လက်တော့ပုံမှာပဲလက်ကသူမကိုလေးပေါ်ပြန်ပြီးကဲခဲ့တာကြောင့်လက်မှာလေးပေါ်ပြန်နေတဲ့နှုတ်ဝက်ချက်ရှိလားဆိုပြီးမစီမဆိုင်နေရာတွေကိုလိုက်ကင်နေပါတော့တယ်ဘေးကကြည့်နေတဲ့ဟီနာကတော့ရှက်လုံးတို့မျက်နှာတစ်ခုလုံးရဲတက်နေပါတယ်လက်ရက်ဆက်ရဲ့ရောက်ကလာတဲ့ကောင်မလေးနာမည်ကဖန်မိုပါဖန်လိုကလက်ကိုမျက်နှာဖုံးတွေပါဆွဲကြော်လာပြီးရုပ်လေးကချောပြီးမိုးပေါ်လည်းပြန်တက်တာကြောင့်အိမ်ခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်ထွက်သွားကနေမှဟီနာကိုတွေးလိုက်တာကြောင့်မထိုးတော့ပဲဟီနာကိုပါခေါ်သွားလိုက်ပါတယ်ပီမိုရဲ့အိမ်ဘက်ကတနေ့မှလေးပေါ်ပြန်နိုင်ဖို့ပါဒါကြောင့်လေရင်တွေကိုတစည်းပြီးတစည်းတီထွင်နေခဲ့တာဖြစ်ပြီးလေရင်တွေသာရှိလာမယ်ဆိုရင်လူတိုင်းရဲ့အတွက်အထောက်အကူဖြစ်လာမယ်ဆိုတာယုံကြည်ပါတယ်ဒါပေမဲ့ဒီတိုင်းမျိုးကလေးပေါ်ပြန်နိုင်တဲ့ပစ္စည်းတီထွင်တဲ့သူမှန်သမျှကိုတေတံပေးနေရှိပါတယ်ဘာကြောင့်လဲတော့ပီမိုမသိပေမဲ့သူမကတော့ဘယ်သူမှမသိအောင်ဆိုပြီးတောထဲမှာလာတီထွင်နေပါတော့တယ်တစ်ဖက်ကလည်းပီမိုဆွဲထားတဲ့လေရင်မူကြားတွေကိုကြည့်ပြီးအချိန်တစ်ခုအကြာမှာတော့အမသားလေးတစ်ခုချစ်ပေးလိုက်ပါတယ်ဒါကိုပီမိုတွေးတော့သူမရဲ့လေရင်ကလိုအပ်နေတာဒါပဲဆိုပြီးသဘောပေါက်သွားပြီးလက်ကိုကျေးဇူးတင်လာပါတော့တယ်ပီမိုလည်းသူမရဲ့တီထွင်မှုတွေအတွက်လင်းနဲ့ဟီနာတို့ကိုအပြင်ထုတ်လိုက်ပါတယ်အပြင်ရောက်လာကြတဲ့လင်းနဲ့ဟီနာတို့လည်းမြက်ခင်းသိန်းတစ်ခုမှထိုင်နေလိုက်ကြပါတယ်လက်တယောက်သူဒီလိုပီမိုကိုကူညီလိုက်တာမှန်ရောမှန်ရလားဆိုတာဟီနာကိုမေးလာပါတယ်လေရင်ပြန်ကိုသာတီထွင်ပြီးအသုံးပြုခဲ့ရင်အထက်ကသူတွေကပီမိုကိုလာတက်ကြမှာပါတကယ်လို့လေရင်ပြန်ကိုသာတီထွင်နိုင်မှုသူပီမိုကိုတဲလုံးသာမပြခဲ့မှုဆိုရင်ပီမိုရဲ့အိမ်မက်တွေပြေဝဖို့အဝေးကြီးမှအဝေးကြီးလိုနေပါသေးတယ်ဒါကြောင့်လက်ဝေခွမ်းမရဖြစ်နေခဲ့တာပါဟီနာကတော့လူတယောက်ရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးတာကကောင်းတဲ့အရာတစ်ခုပါလို့ပြောလာပြီးလက်ကလည်းဟီနာကြောင့်စိတ်ထဲပေါ်သွားရပါတယ်အဲနောက်မှာတော့အချင်းချင်းရှက်နေကြပြီးဘာကိုရှက်လို့ရှက်နေကြမလဲမသိပါဘူးဟီနာမှလည်းတစ်ချိန်ကအိမ်မက်တွေရှိခဲ့ပါတယ်အခုတော့သူမလိုက်ရှာနေတဲ့သူရဲကောင်းတယောက်ကိုတွေးလိုက်ရပြီမလို့အိမ်မက်တွေကပြေဝသွားခဲ့ပါပြီအဲအချိန်လက်မှာအိမ်မက်တွေရှိလားလို့ဟီနာမေးလာခဲ့ပါတယ်လက်ကတော့မပြောပြဖို့လုပ်နေပြီးရုတ်တရက်ကြီးဟီနာကိုလမ်းဆွဲလာပါတယ်လက်ပြောလိုက်တာကတော့ဟီနာရဲ့အတွင်းခံကိုကြည့်ဖို့ကသူ့ရဲ့အိမ်မက်ပဲဆိုပြီးပြောလာတာပါဟီနာလည်းသူမပေါင်တွေကိုဆွဲနေတဲ့လက်နဲ့ရုံရင်းဆန်ခွက်တွေဖြစ်နေကြချိန်မှာပီမိုရောက်လာခဲ့ပါတယ်လူလိမ့်နေကြတဲ့နှစ်ယောက်သားကတော့ရှက်နေကြပြီးအပြစ်ရှိသလိုရုပ်တွေနဲ့ထိုင်နေလိုက်ကြပါတယ်အခုတော့ပီမိုကသူမရဲ့လေရင်ကိုအကောင့်နဲ့ဖော်ပြီးခဲ့ပါပြီဒါပေမဲ့စမ်းကြီးမလို့ကြံနေသေးကမှရဲတွေရောက်လာတာကိုတွေ့လိုက်ရပါတယ်လက်ကလည်းတိုက်ခိုက်ဖို့ဓာတ်ထုတ်လိုက်ပြီးပီမိုကိုမြန်မြန်သွားဖို့ဟီနာကိုတိုက်တွန်းလိုက်ပါတယ်ဖြစ်ချင်တော့ဓာတ်ထုတ်တဲ့လက်ကစစ်တပ်ကိုမတိုက်ခိုက်ပဲလေရင်မြန်ကိုသာတိုက်ခိုက်လာခဲ့ပါတယ်ရုပ်တရက်ကြီးမလို့ပီမိုကဟီနာမှာထိတ်လန့်သွားကြပါတယ်အဲချိန်ရဲတွေကလည်းပြန်တန်းနိုင်တဲ့ဟာကိုတီထွင်နေကြလားဆိုပြီးမေးလာခဲ့ပါတယ်ဒါပေမဲ့အစိပ်ပိုင်းကျိုးဘဲတွေပဲရှိတာကြောင့်ပီမိုကလည်းရှောင်တိတ်လိုက်နိုင်ခဲ့ပါတယ်ဒီလိုနဲ့ရဲတွေပြန်သွားပြီးတဲ့နောက်မှာလက်ကတောင်းပန်လာခဲ့ပါတယ်တကယ်တော့အခုနေပီမိုပြန်နိုင်ခဲ့မယ်ဆိုရင်တော့ရဲတွေကိုတတ်နိုင်လိမ့်မယ်ဆိုရင်တော့နောက်ထပ်စစ်သေးတဲ့သူတွေရောက်လာကြတော့မှာမလို့ပါဟီနာကတော့ရဲတွေထပ်လာတော့ဘူးဆိုတော့ခံမမိတာကြောင့်လေရင်နောက်တစ်စီးထပ်ထွင်ကြဖို့ပြောလာပါတယ်ဖြစ်ချင်တော့ပီမိုလက်မောင်းမှာရှိတဲ့နံပါတ်ကတက်ကနေ0ကိုရောက်သွားခဲ့ပါပြီဒါကြောင့်ပီမိုကိုလက်မဲကြီးတွေကလာခေါ်ပါတော့တယ်ဟီနာလည်းသူမအမေကိုသတိရမိသွားတာကြောင့်တားဖို့ကြိုးစားလိုက်ပေမဲ့လက်မဲကြီးတစ်ခုကသူမရှိကိုရောက်လာပါတယ်အဲလက်ကိုလေးပြန်တိုက်ပေးလိုက်ပြီးပြင်းထန်တဲ့နာကျင်မှုတစ်ခုကိုလက်ခံထားလိုက်ရပြီးအတိတ်ကမှတ်ညာတချို့ကိုပါပြန်သတိရမိလိုက်ပါတယ်ပီမိုစီသွားကျင်နေတဲ့ဟီနာကိုလည်းဆွဲထားရပါသေးတယ်ပီမိုကတော့ဒီအတူရကြောက်တဲ့ကိုရောက်သွားရင်သူမတေဦးမှာမဟုတ်ဘူးလို့ပြောပါတယ်ဒါကြောင့်တနေ့ကျရင်ပြန်တွေ့ကြမယ်ဆိုပြီးလင်းနဲ့ဟီနာတို့ကိုနှုတ်ဆက်သွားပါတော့တယ်ကြံခဲ့တဲ့ဟီနာလည်းငိုနေပေမဲ့ဘေးကလက်ကတော့အခြေအနေကောင်းမနေပါဘူးဟီနာလည်းလက်ကိုစိတ်ပူသွားပြီးလက်ရဲ့မျိုးလုံးထဲကိုကြည့်လိုက်တော့နံပါတ်တချို့ပေါ်နေတာကိုတွေ့လိုက်ရပါတယ်ဒီအပိုင်းလေးကတော့ဒီမှာပြီးဆုံးသွားပါပြီဗျနောက်ပိုင်းနဲ့တူတူပြန်လာခဲ့ပါမယ်ကြည့်ရှုအားပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်